family ကြီးကလည်းပဲမဟုတ်လားစုမသိဘူးလေအကျူကစုနဲ့ပြန်ရမယ်တယောက်က Royal Queen အကျူ family ကသူတို့ family ကြီးရဲ့လေ level ကြီးရကိုပြောမှာသူတို့ family ကလူပေါ်တဲ့အကြောင်းကိုပြောပြတာဘလိုမျိုးကွာစုပြ family သားချင်းချင်းဝင်ရလို့ရှင်တောင်းမှ family ကြီးရဲ့သူကလူပိုများတဲ့အတွက်ဘယ်လိုပြောရမလဲ fan တောင်းတဲ့သဘောပေါ့နော်မင်္ဂလာပါကိုကြီးမန္တလေးသားလေးနေကောင်းရဲ့လားချူကမင်္ဂလာပါရှင်မဆိုင်တာဘလို့မဆိုင်တာတော့စုလက်ကြဘူးကပြောရလေတချို့ဆိုလို့ရှင် family တွေကလူတွေပဲဝင်ရသွားတာအပြင်လူမပါဘူးအဲ့လိုမျိုးကြီးပြောတန်ကြဘူးအော်အမ်ဘူဟုတ်လားခင်နေတူလောက်အခုကတော့မသိတော့ပေါ့အခု family အများကြီးပဲလေအဆက်လေးမင်္ဂလာကိုကြီး hello ဘယ်ကိုပြန်မတက်ဖြစ်တော့လဲဘယ်ကိုပြန်မတက်ဖြစ်တော့မသိတော့ဘူးဟုတ်တယ်အခုလည်းအမ်ဘူပဲထင်တာပြီးတော့စီလို့ကွာစီလာပါလေ family တွေတော်တော်များများမသိဘူးစုလဲ line မကြည့်ဘူးရှင်အင်းကြီးလေးမင်္ဂလာပါရှင်ဒီကမစင်းနိုင်တော့မစင်းနိုင်ရင်မစင်းနဲ့ဖိစားရေးဖိတာကစုတိုမတို family လေမသိတော့အားကြမသိတော့ဦးရဲပိုးမင်္ဂလာကိုရဲပိုးမင်္ဂလာပါကိုကြီးပိုးလို့မသိတော့ဘူး family တွေကအများကြီးပဲဒါပေမဲ့စု family တွေမှာတော့မှဟော့လုပ်တဲ့လူနည်းတယ်စပူတာလည်းနည်းတယ်အကုန်နည်းတယ်တိတ်နားမလဲဆိုလဲဒါပေမဲ့ကိုတီးတက်လောက်ဆိုလို့ရှိရင်ပြောပြလို့ရှိရင်ဆရာမကြီးပေါ့ဆရာမကြီးထင်အမှန်တော့နားမလဲပါဘူးဆိုလဲတိတ်ပြီးမပြောပြတတ်ဘူးfamily ထောင်မလို့ထောင်ဟောမထောင်စပူတာရေးပဲထားမှာလားဒီထိုင်ကြီးရတယ်နော်ဟောမထောင်စပူတာရေးပဲထားကောင်းနေဆိုလာအောင်မြင်တဲ့နေ့စပူတာလာလုပ်လဲမယ်အောင်မြင်တဲ့နေ့စပူတာလာလုပ်လဲမယ်အောင်မြင်ရောဆက်တော့ကန်းတော့မိုက်တော့ပါအောင်မြင်ပြီးတူ
ကောင်းတဲ့အကျိုးဆောင်ပါစကားပြောနေတဲ့ပုံစံသာကြည့်တော့အောင်မြင်လားမအောင်မြင်လားဆိုအောင်မြင်နိုင်လားမနိုင်ဘူးလားဆိုတာကြည့်ကြည့်စကားပြောရတာမှဘယ်လိုပြောနည်းနည်းပေါက်ဆွဲကွာနင်းအောင်ဖိတ်စာကစုအဲ့လိုဖိတ်ထားတာလေစုဖိတ်ထားမိလို့လားစုဖိတ်စာပို့ထားတယ် only BBC ရောစုပို့ထားရမလားစုမနေ့ကတော့အကောင်လုံးရှောက်ကြည့်ပါကြိုးစားခြင်းကအောင်မြင်ခြင်းပဲဒါပေါ့အရင်နေ့ကပို့ရလေဟုတ်တယ်ဒီနေ့လဲစုအကောင်လုံးထပ်ပို့ထားတယ်ဒါပေမဲ့ယနေ့လို့မထည့်လဲရအောင်ဥဆိုင်လားဟုတ်ပါဒီတော့Hello CC စိန်ဒီတော့မပို့ရသေးဘူးနေတူတယ်ဆိုတော့ live လင်းလို့ရှင်ပို့ရမယ်သူတွေမှတ်မိပြော live ချလိုက်လို့ရှင်မေ့ကုန်တာဒီနေ့တော့မရောက်ပါဘူးဒီနေ့ကမပို့ရသေးရဲ့သူတွေ live ကြည့်ပြီးပို့ထားတာလေ Hello ကိုစောဘာပူတူလေးဘာလဲပူတူလေးကြော်လေးမင်္ဂလာပါရှင်နာမည်ပေါင်းစုံရပြောရရတယ်ဟောလားတင်းနှန်းသွားတယ်မအားဘူးတဲ့ဘသူပြောနေအောင်ကိုဆိုဟာပူစီလေးလုံးခေါ်ပါနဲ့ဟဲ့တလိမ့်ဆန်နေဖြစ်ကုန်ပါဦးလှတာပြားတဲ့ရှဲ့ပြောလားရှဲ့ပြောလားဘယ်တော့သူ့အကောက်သေးနဲ့သူ့အကောက်ကြီးကဘယ်လိုလဲအကောက်ကြီးရှိရသိရနော်ဒီမင်္ဂလာပါရှင်ပြန်အိမ်မလို့နင်းနဲ့ညာနဲ့မှားနေရလားနင်းနဲ့ညာနဲ့မှားနေရလား好像变没那种，不对对姐，咱来看我说，爷的，ချက်လာ然后ချက်ဖို့နင်းနဲ့မှာကြွက်ပဲရှိရတယ်မဟုတ် तू ကအဲ့လိုနေဆိုရင် तू ကအိတ်တယ်我没看你看了，我အဲ့ဆိုတော့နဲ့ပေါ့ဟဲ့ဟုတ်တယ်လေစီစီဆိုင်ရဲ့ဘာလို့တော့ပြောင်းမှုဖြစ်လိမ့်မယ်တနေ့ကုန်မလွန်နိုင်ပါဘူးတနားရီ2နာရီပေါ့အများဆုံးထိုင်ပြောင်းမှုဖြစ်အောင်ကဘာလဲပြောင်းမှုပြောင်းမှုဖြစ်မှန်းသိဖြစ်ချင်လို့လားတနေ့ကုန်ထိုင်ကြည့်မယ်တဲ့ရုံးမအောင်ဒီလိုပဲပြောနေကြတဲ့သူတွေဒီလိုပဲပြောနေကြပြီးဟုတ်လည်းမဟုတ်ကြဘူးခါလီပြောနေအဲ့လိုပြောနေနေတောင်ပျောက်သွားတဲ့သူတွေရှိတယ်မကြည့်ပါဘူးလေသိပါတယ်ကိုစောဘာလို့လာလဲဆိုတာစုသိတယ်ကိုစော